မင်္ဂလာပါခင်ဗျာဒီနေ့တော့စတနီမှာအသက်ဖွဲ့ထားတဲ့မြန်မာပူတရက်လေးတစ်ခုကိုတွားရောက်ရိုက်ကူးပေးဆက်ပြလိုက်ပါတယ်အဲ့ဒီဆိုင်ကတော့မင်္ဂလာပါ kitchen food လက်လေးပါဒီနေ့2026ခုနှစ်မတ်လမှာစတဲ့ဖွဲ့လက်ပြီးမြန်မာစားစတွေအပြင် Asian food မျိုးစုံကိုရနိုင်တဲ့နေရာလေးတစ်ခုပါအားလုံးကဒီမင်္ဂလာပါ kitchen ကိုမဖွင့်ခင်မှာပေါ့နော်အရင်တော့ကHarry Kitchen ဆိုပြီးတော့အမျိုးသားရဲ့နာမည်နဲ့ကျမတို့ဒီ food delivery ပေါ့နော်ဟင်းနေချက်မှအိမ်တိုင်းရောက်လိုက်ပို့တဲ့ဟာကိုအရင်လုပ်ခဲ့တာပေါ့နော်လုပ်ခဲ့ပြီးတဲ့နောက်မှာနောက်ပိုင်းမှာဒီလိုမျိုးဆိုင်လေးဖွင့်ဖို့ပေါ့နော်ဆိုင်လိုက်ချတယ်ဒါပေမဲ့ကိုစိတ်တိုင်းကြားတဲ့နေရာမတွေ့သေးတာရယ်ပြီးတော့ကိုတွေ့တဲ့ဟာလည်းငွေအမောင်းကအရန်များတော့မတက်နိုင်ဘူးပေါ့နော်မတက်နိုင်တော့ဒီfood truck လေးကိုစပြီးတော့မှရှိတာလေးနဲ့ပေါ့နော်အဲ့လိုမျိုးစပြီးလုပ်ဖို့တော့ကိုဆုံးဖြတ်လိုက်တာဖြစ်တယ်မင်္ဂလာပါ kitchen food truck ကိုတော့မြန်မာရွှေပြုံးလင်မြတ်နဲ့ဥကစတင်တည်ထောင်ထားတာဖြစ်ပြီးမြန်မာထိုင်းမလေးနဲ့တရုတ်ဆဆမျိုးစုံကိုရောင်းချပေးနေတယ်လို့သိရပါတယ်ဒီ food truck လေးမှာပေါ့နော်အဓိကတော့သူကတော့အစတော့ဒီ Asian စာတွေပေါ့နော်ထိုင်းစာရယ်တရုတ်စာရယ်ပြီးရင်မလေးစာရယ်ရောင်းပြီးတော့ကျွန်မနောက်ထပ်ပြန်ပြီးတော့မှအဲ့လိုရောင်းဆိုင်ဖွင့်ပြီး2ပတ်လောက်နေတော့ကျွန်မတခုစဉ်းစားမိတယ်ဒီ Asian စာတွေအပြင်ပေါ့နော်မြန်မာအစားအသောက်လေးတွေကကျွန်မရောင်းချင်တယ်ဒီနောက်မှာမြန်မာတွေကျွန်မတို့ဒီစင်မြေမှာဆို breakfast ရောင်းတဲ့ဆိုင်ဆိုတာမရှိသလောက်ရှားတဲ့အခါကျတော့ကျွန်မအဲ့ဒါလေးကိုစိတ်ကူးရတာပေါ့နော်ပြီးတော့ကျွန်မကချင်နဲ့ရှမ်းနဲ့စတာဖြစ်တယ်အဲ့တော့ကချင်အစားအသောက်လေးတွေလည်းကျွန်မလုပ်တတ်တယ်ပြီးရင်ဒီရှမ်းအစားအစာလေးတွေလည်းလုပ်တတ်တယ်ပေါ့နော်အဲ့တော့ကျမတို့ဇနီးမောင်နှံနှစ်ယောက်အတူတူတိုင်ပင်ပြီးတော့မှာပေါ့နော်ဒီလို breakfast ရောင်းဖို့အတွက်ကိုစီစဉ်ဖြစ်တယ်ပေါ့နော်မြန်မာအစားအစာတည်တံ့အဲ့လိုမျိုးတိုဖူးနေတို့ရှမ်းခောက်ဆွဲတို့ပြီးရင်ဒီကောင်းညင်းပေါင်းအကျော်ဘာညာလက်ဖေးရည်အစားပေါ့နော်ဒီကိုစီကိုရောက်လာတာနဲ့ဒီမင်္ဂလာပါဖူးထွက်လေးစီကိုရောက်လာတဲ့မြန်မာပြည်ကိုရောက်သွားတယ်လို့ခံစားရတဲ့ခံစားမှုမျိုးကိုပေးချင်လက်ရှိမှာတော့လာရောက်အပ်ပေးတဲ့ customer တွေလာစားတဲ့သူတွေပိုများလာပြီးအရသာကြိုက်ကြတယ်လို့ပြောပါတယ်ပုံမှန်လာတဲ့လူတွေလည်းပါတယ်3ပတ်စလုံးပုံမှန်လာတဲ့လူတွေလည်းပါတယ်လို့ကိုမမြင်ဘူးတဲ့လူတွေလည်းပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီကျမတတ်မှတ်ချိန်ကတကယ်တော့မနက်9နာရီကနေနေ့လယ်12နာရီအထိပဲတတ်မှတ်တယ်အဲ့ဒီ9နာရီကနေ12နာရီက non stop ပဲပေါ့နော်ပြောမယ်ဆိုရင်သူတို့အရန်အားပေးကြတယ်ကျမရဲ့အစားအသောက်ကိုလည်းအရန်ကြိုက်တယ်ပေါ့နော်သူတို့ပြောတယ်စားလို့ကောင်းတယ်ဆိုတော့ကျမလည်းပြင်ပန်းရဂျိုးနဲ့တယ်ကျမပျော်တယ်ပေါ့နော်ဒါအပြင်လာမစားနိုင်တဲ့သူတွေအတွက်လည်း order လုပ်လို့ရသလို Uber Eats နဲ့ DoorDash မှာမင်္ဂလာပါ kitchen ကိုရှာပြီးအိမ်ထိမှယူစားသုံးနိုင်တယ်လို့လည်းပြောပါတယ်ဒီကျမရဲ့ဆိုင်လေးကတော့ဒီ Rosan Road နဲ့ဒီ Climb Street ဒီဒေါက်မှာရှိတဲ့metro ပေါ့နော် metro ဓာတ်ဆီဆိုင်နဲ့မျက်နှာချင်းဆိုင်မှာရှိပါတယ်ကားရပ်ဖို့နေရာတွေကတော့အဲ့မှာ free parking တွေရှိတယ်ပြီးတော့အိမ်ထဲမှာလည်းကားအခုဆိုရင်ကား5စီးလောက်ရဲလို့ရတယ်ပေါ့နော်ကျမတို့ပြင်ဆင်ထားပါတယ်အိမ်နံပါတ်မဟုတ်ဘူးဆိုင်နာမည်ကိုပဲရိုက်လိုက်တာနဲ့ကျမတို့ Google မှာအလွယ်တကူရှာတွေ့လို့ရတယ်မင်္ဂလာပါ kitchen ဆိုမှရိုက်လိုက်ရင်ကျမတို့ဒီဆိုင်တက်ရောက်မှာပဲเนาะအဲ့မှာတခြားဘာမှလမ်းနာမည်တွေဘာတွေမှတ်စရာတော့မလိုဘူးမင်္ဂလာပါ kitchen ဆိုတာနဲ့ Google မှာရိုက်ချလိုက်တာနဲ့ကျမတို့ဆိုင်ကိုရောက်မှာဖြစ်ပါတယ်အားလုံးကိုလာရောက်စားသုံးကြည့်ဖို့ပေါ့เนาะလာလဲဖို့လာစားကြည့်ဖို့ဒီမှာအားနဲ့လိုက်လိုက်ဖိတ်ခေါ်ပါတယ်